哦，三掉的被路庙，ဒီမှာပတ်မရီရလည်းကြည့်နေ 这里， ဟမ်သုံးပါအလင်းပြီး 只能那老大里不拿谁呀？吧， ဟာပြီးပါပြီအဲ့ဒါ2000တန်နဲ့2000ပဲရောက်မှာဗောဘတော်ကြည့်တယ်2000ကိုချင်း 加了喏，一路加了喏。ဒီပြကျွန်တော်ပြီးမှတောင်းပေးမယ်ဟိုသူမပေးလေရကျွန်တော်သူ့ညာကြီးတွေကထုတ်ပေးမယ်โอเคโอเคအောက်တာလည်းလို့လို့ဟေးဒါရီယာ ဟေးလူခဏလေးတကယ်နေရာကြီးမှာကားတယ်ခင်ဗျကြည့်ကြလို့နော်လူဆိုတော့ခင်ဗျကြောပါတယ်လည်းမကောင်းဘူး ဒီလိုပြီးအောင်ကြောင်းโอเคမတော်ဒီကိုတစ်ချက်လောက်ပါဒုစီလေး ခင်ဗျပြန်ပြောလေပြောမှမှတ်မိမှာဗော ပြည့်တရှုံးနေကြကြီးပူကြီး ဒီချက်လို့ တပိဒီပေါင်းကြီးတပိဒီပေါင်းကြီးပရုချစ်သူမမကြည့်မကတ်ကြည့်ကဲ သူပြောမင်းပါစံမှာပတ်စာလေးကတ်နေပြီ ကဲရတယ်ကဲစားမယ်ဟဲ့ဟောထိတ်ကြံနေတယ်တဲ့ထိတ်ပြီးမှဆုံးဟောလေထိတ်ပြီးမှဆုံးတော့အိမ်နဲ့ဆုံးစိတ်ကမရှိဘူးဘဒုပြောတန်ဖိုးဆိုတာပါလေတန်ဖိုးဆိုတာသိလားအေးအဲ့တော့တန်ဖိုးဆိုတာအဆောင်ရတယ်တန်တာဆောက်ဟဲ့အမေဘုရားကဲမင်းလားအမေဟာဘယ်ကနေလဲဘာလဲအဲ့ဒါလေအော်ဟုတ်တာပဲ เนี่ยနှခါတော့မှမပြောတာနှခါလို့ပြောလေ ပလူမှလေသူက ပရူကဘာနှခါလဲ ဟုတ်တယ်တနပေးလေးရ ဟုတ်ကဲ့လားအဲ့ဒီအောင်လာလေးတွေအောင်လာလေးတွေဒီနေ့တော့မကောင်းဘူးဘယ်သူကြီးလောက်တာတော့မာကြီး तू ကတပတ်ပူဝါဒီလေမင်းအမတပတ်ပူ တပတ်ပူတာ မလေးအဲ့တပတ်ပူတာကြီးကိုလက်ဆောင် ဟဲ့လူခင်ဗျာဒီလို မသိဘူးလေ ဒီချက်က ပြန်ဘာမှမသိဘူးတိုက်ကွာမင်းကတိုက် တီးမပါနဲ့ အဆန်းလေးတိုက်ကြည့် ဒီလိုညနာပြောင်းမလို့ ဟောဒါဘယ်လောက်လဲငါကျက်ဒါတော့မရမရဘုရားကြည့်ရဘုရားကတော့လို့ဒီဒီနေနော် What's up bro What is your name โอเคလို့ပြောလိုက်လေလူဆွဲချိုး is a big ခဏပြီးတယ် တပတ်ချစ်စီနော် ကလေးစီရ ကျေးဇူးများတင်တယ်နော်အေးချစ်စရာလေး စကားကိုတော့နိုင်တာသူကလည်းလုံးမယ်ဆိုလိုက်မယ် နားပဲတော့ မြန်မာနိုင်ငံမှာဟိုတာဝန်ဆိုတဲ့ဟာကြီးပတ်ထားတယ်အဲ့ဒါခုနပြောတော့အဘဖြူဖြူတဲ့ အင်း သူက
စကားဆိုတော့အဖားကတည်းမပြောဘူးရှင်တော်လေးကုန်းခေါ်လိုက်တယ်ဟုတ်ကဲ့ဘာလို့အကုန်လုံးခေါ်လိုက်တာမဲပြောင်းနေတဲ့မင်းတို့ပြီးပြီလားတဲ့ပြီးပြီလားဟုတ်ကဲ့ပြီးပါပြီကျွန်တော်ကိုတော့ဝလူရှင်တော်ဝတ်စုံလေးဝတ်တာမင်းတို့လူရှင်တော်ခုနှစ်ယောက်ပြီးပြီလားတဲ့ပြီးပြီပါဆိုတော့သူတဲ့မပြောဘူးအားပြောတော့ကိုယ်ဝိုက်ပြောတာပြီးပြီလားဆိုတော့ပြီးပြီကအမေမစိုးဟိုကမြောက်ဗလိတာလည်းမပြောနဲ့ခင်ဗျတကယ်အဲ့ကိုပလိကြောင့်ပြောလေအဖပြီးပြီလားပြီးပြီကဟောအင်းလည်းမင်းတို့အစီအပြေပါစေအမေတရားတစ်စီနောက်မှထိုးထားတယ်ဟုတ်လားဘလူကားရီတော့တစီလေးဟိုရဲကားကြီးနဲ့ချောချောပေါ်ပါမယ်ကိုဖြိုးကျွန်တော်တို့မင်းသားကားစီစဉ်ပေးတာလေကိုချစ်ဒီချယ်ဒီရောင်းညီရောင်းလုံးလုံးဒီဟေ့မနှောင်းနဲ့ကားရတော့မယ်ဆိုပြီးမျက်နှာပေးရအီဘီကအီဘီရေမျိုးလေးလို့ဒီတချင်းလေးကဒိမန်လေးအစိမ့်စော်ရဲ့ရှေ့ရတု50ပြည့်ပွဲမှာဖေးကိုယ်တိုင်ရေးပြီးတော့ဒီဆိုခိုင်းရတဲ့တချင်းလေးဖြစ်ပါလေခင်ဗျာဒီကယုံမောလေးလေကိုသိချရတဲ့မျိုးသမီးလေးကသိအဖို့တန်လုံးလို့မထီရမကန်ရက်နဲ့ဒီကယုံလေးကိုတင်စားပြီးတော့ရေးပွဲပြီးကုန်းထားတာဖြစ်ပါလေဟုတ်တယ်တိတ်ချစ်စရာကောင်းတဲ့မျက်နှာရတဲ့အမျိုးသမီးလေးအတွက်တံပိုးထားပြီးချစ်ရမယ်ဆိုတဲ့အတိကအကြောင်းအရာလေးကိုပြောထားတာဖြစ်ပါတယ်ဒီကုသိုလ်လည်း50အကုသိုလ်လည်း50အမေရစီမပရိပလာသူ့ပဲတောထွက်ခိုင်းအောင်လို့ဖြစ်အဲ့ဒါကြောင့်မလို့ပြောတာလေမင်းတို့ပြီးပြီလားတဲ့ဒီကထဲပါလိုက်မယ်နော်ချစ်သူဘောကတိပဲခမည်းတော်လူမျိုးတွေရှိနေလို့တိုင်းပြည်ကမတိုးတက်ပြောချင်တာကထုံနှန်းတလိအစင်အလားထုံနှန်းတလိအစင်လာတွေမှာယနေ့ခေတ်မျက်မှောက်နဲ့ကိုက်နေတာတွေရှိတယ်မကိုက်နေတာတွေရှိတယ်ပယ်တင်တာတွေရှိတယ်ယူတင်တာတွေရှိတယ်ယူရထုံနှန်းတလိအစင်လာတွေတခြားရည်ချင်းမှုနဲ့ကိုယ်ရည်ချင်းမှုပြောလို့မရဘူးကိုယ်ရည်ချင်းမှုရှိမှလက်မထောင်းနိုင်မယ်ကိုယ်ယူပွဲရတယ်ဖြစ်သူများရည်ချင်းမှုကိုယူလို့ကျွန်တော်တို့ရည်ချင်းမှုမဖြစ်ဘူးဒါတွေဟာသတိထားစေခြင်းကြရမယ်ဖျားသွားရင်လေကလုံးလေးနဲ့ပစိုးလေးနဲ့ဒါဟာကျွန်တော်တို့ယဉ်ကျေးမှုတချို့ကကော်လန်လေးနဲ့သွားကြအဲ့ဒါကြောင့်မို့ဘုရားဟောခဲ့တာဗောဟောရတော့မမီတော့ထုံးတန်းတလေးစင်လာဆိုတာဒါကြတော့ကျွန်တော်တို့ကယူသိတဲ့အခါမျိုးဖျားသွားရင်ဘောင်းမီနဲ့သွားရတယ်ဒါသည်မယူသိတဲ့အရာမျိုးကြည့်လို့လည်းမကောင်းထုံးတန်းတလေးစင်လာတယ်ရှိတယ်ဒါတွေကိုပြောတာဒါတွေကိုဆက်လက်ပြီးတော့ထိန်းချောင်းတော့ရမယ်ဒါမှလူမျိုးကိုလူမျိုးဆိုဖြစ်ခုနကမသိလို့ပဲ3နှစ်3မိုးပြီးမှဘာဖြစ်လဲဟေးတင်တောင်းရတာတင်တောင်းရတာဆိုတော့သူတဝက်ပဲယူရတာဘာလို့လဲခမရသိတယ်လို့မသိတယ်လို့နဲ့လုံမနေလေယူတာနဲ့4ယောက်ရှိပြီခုမှလာဘူးဟုတ်တယ်အဲ့ဒါကအဲ့ကြောင့်ပြောတာဗောစာစုံတော်ရှိသေးတယ်အဲ့တော့အိမ်တော်မှုဖရာတိစိမ့်မီစုပ်ကိုဤသုံးမျိုးအချက်မပါဂျောကာလာမတောင်းဟေးတော့နောက်ပြန်ကတ်တဲ့မျိုးနောက်ပြန်ကတ်တာဟင်းနေဘူးကလေးကလေးနဲ့သူလှုပ်တဲ့ကလေးတွေနဲ့ရမှာဟေးမဟုတ်ဘူးလေအကောင်းပြောတာအရင်တော့လင်မယားလေးဆိုရင်လေထမင်းတဝိုင်းနဲ့စားတယ်မလားဟိုဘက်ဝိုင်းနဲ့ဒီဘက်ဝိုင်းထိုင်ရတာလေယောက်ျားဟိုဘက်ဝိုင်းမိန်းမဒီဘက်ဝိုင်းဒီမှာကျန်ဟေးတောင်းလို့ဇွန်ကွယ်လို့လုံးတယ်လို့ငိုတာက9ရက်သိချစ်တာအရင်ချစ်ကြတာခုကြတော့အဲ့လိုမဟုတ်တော့ဘူးဟိုဘက်လက်ခုချစ်ခုကြိုက်ချစ်ကြိုက်ပြိပြိလူပြောလက်ဝဲမိစွမ်းတောင်းလိုက်တာကိုအမေဥစုပါမကြအချင်းနဲ့ပတ်သက်ဥစုပါမသိဘူးဟုတ်လားတကယ်ဒီကဥစုပါဒီတက်ရည်ကြောင့်တခါမှမချစ်ဘူးဒီရွယ်ချက်မှလည်းသိဖို့မကြိုးစားပါနဲ့တော့တကယ်အခုချစ်ကြောင်းနားလေနားမလို့ခဏခဏမရင်းမှုနဲ့တော့ထောင်ပြတယ်ချစ်ဆိုလို့ပြောပြမယ်ကိုစမ်းပွင့်နဲ့ကိုစမ်းမှုမိမရဲ့အချစ်ကိုမမီဟုတ်တယ်ဒုကုလနဲ့ပါဠိကာကအလေမှာပန်းပတိကုံချားအိတ်တာဟုတ်တယ်အဲ့လိုမျိုးပဲကိုစမ်းပွင့်နဲ့သူ့မိမအလေမှာပန်းပတိကုံချားအိတ်တာမနလဲကြာတသားလိုက်တော့ဒီလေတော့အကူအေးကျတော့တန်းနေတာဒီနေ့ဒီချစ်ကြဖို့စိတ်ခေါ်တဲ့သူတန်းတဲ့တူကာဘူးတော့မဟုတ်ကာကွယ်ရတော့အားရပါရကာဒီစက်ကုံအခုဝယ်လိုက်အမပြောလိုက်တာဝယ်လိုက်အခုကြီးလူဆိုတာဒလမှနေတာ
ဝင်လိုက်ရင်ကောင်းမလားကျွန်တော်ဟိုဘက်နဲ့ဒီဘက်ကိုတရားကိုလမ်းလျှောက်ကူရတဲ့လူက ကောင်းမလားတော့မပြောပါဘူးဒီဇက်ကုန်လေးကိုဝယ်လိုက်ရင်ဘာမရောင်းတော့ဘူးအဲ့တော့ပြောမလို့ဒါရုပ်ဘယ်နာကွာမှမလို့ရ ဖြိုးဖြိုးဟာ ပြီးပြီလား မင်းတို့ပြီးပြီလားတဲ့ပြီးတာမပြီးတာဘာပိုင်မပြောမှငါတို့ပိုင် မင်းတို့ပြီးပြီလားပြီးပြီလားပြီးရင်တော့ expert ကိုတက်ပြန်တော့ရန်ကုန် နေပါဦးအဲ့ရိတ်တာမှနေရတယ်တကားပေါ်လေးအချောင်းကြည့်ရတယ်တရေတလေလောက်ပြေးချောင်းချနေနေလို့တရေနဲ့တော့ရင်းကြီးနေအဲ့လိုအော်တာတရေမှအမလေး ညအိမ်ဒီလုံးပေါက်မျိုးလို့နဲ့အပွားပန်ကလေးများဆိုရင်ဒီလိုတည်းကျလုပြောင်းကောင်းနေရောက်လာတော့ကြောက်တာအခုတော့မကြောက်တော့ဘူးရအမေကတချင်းလေးဆိုနေတာမစိုးလေးရလူရင်အခုတော့တို့နဲ့တော့တကယ်ချင်းလို့ဖြစ် ခင်ဗျားတကယ်ပြောတာတကယ်ပြောတာ လက်ကစားတာကလည်းနဲ့တော့ တကယ်ပြောတာ အဲ့လိုပြော ပြောထားတဲ့နေရာမှာအစားထိုးထားတယ် အဲ့လိုပြောအဲ့ဖြစ်တယ် ဟောမင်းအားရတယ်လေနာဘာဝဝိနာဘာဝရှိ ရှိတာတော့မင်းတို့တကယ်အချောက်ခံရတာ ဟမ်ဘလို့နာဘာဝဝိနာဘာဝ ရှိတယ်ဘယ်ရှိလက်ထက်ကလေးအဲ့ဒါရှိတယ် မင်းတို့အားလုံးအဲ့ဒါအချောက်ခံရတာ အဲ့စကနော်တော့ခက်တာဖြေရတာအချောက်ခံရတာမခံဘူးဆိုလည်းဘုသူကနေရကြတယ်ခံဘူးလေဆိုရင်လည်းတော်တော်အညာတော်တဲ့ပြောင်းမယ်ငါပြောတာနေရရော ငါကတောင်မြုံမဲ့သွားတယ်ရုပ်လာ လာရွှေရုံးစစ်ပါလားစွချရရဲ့လေးချင်းငယ်လာဒီကိုအောင်လည်းတော့တဲ့ရုံးကကျွန်တော်လာနေ အဲ့လို တော့ဒါဆိုင်ရုံကစားခွင့်မဟုတ်ဘူး တင်ပြနေတာနေရတယ် တရားရတယ် ပြောကစားခွင့်ရောက်နေအောင်လို့အဲ့ဒါလည်းဟာအခုEV ကားစင်းနဲ့အဲ့လောက်တော့ပြောနေမြေခွက်ပြီးတက်သေးမလားမသိဘူး ငါမျက်နှာလည်းတက်နေပြီလား ယူရတာမင်း ညမင်းကိုစောင့်နေနေရမင်းကမင်းကိုစောင့်နေတာ sorry မင်းသားကွာ ကိုပြော မင်းသားကွာမင်းဖေမဲ့နေ မင်းသားကွာကနေတာဘာလို့မင်းသားဇက်စရာမင်းသားမင်းဖေမဲ့ ဟေးဟာအော်ဒါဆိုရင်ဒီလေအော်ဒီလေဒီလေဘီငါမင်းလေးတော့ဆိုကြီးတူစုံရကြတော့မယ်ဟင်းတူတယ်ဒီလိုကျွန်တော်မ ကျွန်တော်လာနေ တနာစရာ ကတနာစရာလေးဒီတော့ဆိုရင်ကြည့်ကြည့်ဆိုပါလေကခင်ဗျားတော့တက်နေက အဲ့လေဟဲ့အမေအဲ့လေအဲ့တူပြတဲ့စီတယ် ပြောထင်သေးလို့အရင်တော့မင်းသားလောက်စားလာတာဗျအရင်တော့မင်းသားအခုစူးစမ်းမှုနဲ့တောင်းသားဖြစ်နေတာ ဒီနာမကောင်းနေဘူးလား ရကအချင်းကြီးက ကြပါကိုလက် ရောက်မိမယူလမ်း မင်းစက်တော့မလို့ ဘာမှမတော်ဘူး ဟဲ့အော်ဒီဘာမှမလုပ်တာလေတကယ်ကားရတယ် ကျွန်တော်လာနေလာလာ စားသားရရ လာ လာပြီ ဟာ အမေပြီးပေါ်လေဟမ် လိုနေတာလေလိုနေတာ သဘောပေါက်တယ်သူမင်းသားကရင်သဘောပေါက်အမေသူကသိချာယူပြီးတာအဲ့လေအမေလာကြီးလာတဲ့ ပြောတယ်ကျွန်တော်ခဏနေခဏနေခဏကမလေးတော့ပါရမီဖြည့်ရပါလေကွာဒါလီဟဲ့ ကျွန်တော်လာနေဟာကျွန်တော်ဆိုပြရတယ်ကျွန်တော်လာပြီ ဟမ် ကျွန်တော်နှလုံးသားလေးတနာစရာပါ10တော့ပြီတဲ့ ဟဲ့ ရလာပြီရလာပြီရတယ် နိုင်ငံကမင်းသား2000ပေးပြီးဆိုကြတယ်ဘာပါလဲနော်
လေလုံးဝသူ့ကိုတော့ဘူးကြည့်လိုက်တာလာပြီဟမ် ကျွန်တော်တို့ကားလေးတနာဆရာဟာအာ အဲ့လို အမေသူတချင်းကကျွန်တော်တို့စီမံရိပ်တာတကားလို့ ကျွန်တော်လုံးတလေးတနာဆရာပါ